Trini Winnie Zeba can go to ma Jungande Gapede Boane Chi Tinganza ဟုတ်ကဲ့ပါခင်ဗျာဒါတော့ပေါ့နော်အခုတို့ဒီsurprise ပေါ့နော်ညီမလေးအတွက်ကိုတဲ့ညီမလေးရဲ့ပေါ့နော်အဖေကညီမလေးရဲ့အဖေအားတဲ့အဲ့ဒါညီမလေးဒီဘွဲယူတဲ့အတွက်ကိုသူဂုံပြူချင်တယ်ပေါ့နော်ဂုံပြူချင်တဲ့အတွက်တဲ့အကိုတို့ဒီခင်းချုံပိုင်းတော်သားတွေကိုအကူကြီးတောင်းလို့ပါအကူကြီးတောင်းတော့ဒါသူသမီးလေးအတွက်ကိုတဲ့လုပ်ပေးပါဆိုလို့အကိုတို့ကရောက်လာပြီးတော့ဒီပန်းစည်းလေးလက်ဆောင်ပေးပြီးတော့ surprise လေးလုပ်ပေးတာပါခင်ဗျာဟုတ်အဲ့တော့ဟိုပါပေါ့နော်ညီမလေးရဲ့ပေါ့နော်ဖေဖေနဲ့မေမေပေါ့နော်နှစ်ယောက်ဆုံးကညီမလေးအတွက်အမှားစကားလေးလည်းပါပေးထားပါသေးတယ်ခင်ဗျာအဖေနဲ့အမေတို့ကတဲ့ပညာမတတ်ခဲ့ပေမဲ့တဲ့သားသမီးတွေဝဲရပညာတတ်ဖြစ်တော့တဲ့အတိုင်းမသိဝမ်းသာပါတယ်တဲ့သားသမီးတွေအတွက်ဂုဏ်လဲယူရပါတယ်ဆိုပြီးတော့လဲပြောထားပေးထားပါသေးတယ်ခင်ဗျာဟုတ်ညီမလေးအနေနဲ့ရောအခုလိုမျိုးဖေဖေနဲ့မေမေရပေါ့နော်ဒီပန်းစည်းပေါ့နော်ဒီငွေသားပန်းစည်းလက်ဆောင်လေးကိုညီမလေးအတွက်ဂုဏ်ပြုတဲ့အနေနဲ့ပေါ့နော်ဒီဘွဲယူတဲ့နေ့မှာပေါ့နော်ဒီလိုမျိုးဆုချတာပေါ့နော်ဂုဏ်ပြုတဲ့အတွက်ကိုညီမလေးအနေနဲ့ဘယ်လိုမျိုးခံစားရပါလဲခင်ဗျာအရင်လည်းပြောတယ်ပေါ့နော်အရင်လည်းဝမ်းသာတယ်ဘလို့မှလည်းမထင်ထားပါဘူးဟုတ်ကဲ့ဟုတ်ရှင်းဆက်ပြီးတော့လည်းမိသားစုအကူရတဲ့လူဖြစ်အောင်လို့ကြိုးစားပါမယ်ဟုတ်ကဲ့ဟုတ်မိသားစုအားကိုးရတဲ့လူဖြစ်အောင်ဆက်ကြိုးစားပဲပေါ့နော်ဟုတ်ကဲ့ပါအကိုတို့ဒီပေါ့နော်ဖေဖေနဲ့မေမေတို့ဆူတောင်းပေးတဲ့အပြင်ပေါ့နော်အကိုတို့ဒီကင်းချက်မုတ်တိုင်ဝိုင်းတော်သားတွေကလည်းညီမလေးအခုလိုမျိုးတော့ပွဲယူတဲ့နေ့မှာပေါ့နော်ထပ်ပြီးတော့ဆူတောင်းပေးပါစေဗျညီမလေးရဲ့ဘွားခီးလန်းတက်လျှောက်မှာပေါ့နော်ပန်းခင်းတဲ့လမ်းကိုအမြဲတမ်းလျှောက်ရပါစေစုခင်းလမ်းတွေလည်းအကုန်လုံးပယ်ရှားသွားပါစေပေါ့နော်ပြီးသွားရင်အခုလိုမျိုးအောင်မြင်မှုပေါင်းများစွာမှာဟိုဘွားတက်လျှောက်လုံးမှာပေါ့နော်အချိန်ပေါင်းများစွာပေါ့နော်ရရှိခံစားပိုင်ဆိုင်နိုင်ပါစေဆိုပြီးတော့ကိုလိုကင်းချက်မုတ်တိုင်ဝိုင်းတော်သားတွေကလည်းဆူတောင်းပေးပါစေနော်ပြီးတော့ဖေဖေနဲ့မေမေတို့အားကိုးရတယ်ပေါ့နော်မိသားစုအားကိုးရတဲ့သမီးလိမ္မာလေးဖြစ်ပါစေပေါ့နော်ဟုတ်ကျေးဇူးနေပြီပါစေဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်